ဟုတ်ဒီနေ့ကတော့ဂျူမိုကအဓိက treatment လေး3ခုလုံးမှာပေါ့နော်ပထမဆုံးကျတော့ IPL လေးရွေးထားရပေါ့သူကကျအဓိကအသားရည်တင်းတင်းရေးဖြစ်ချင်တဲ့သူတွေအတွက်ဆိုတော့ဂျူမိုလည်းအသားရည်နည်းနည်းတင်းတင်းရေးလေးဖြစ်ချင်တာနဲ့ IPL treatment လေးလုပ်မယ်လို့စဉ်းစားထားတယ်နောက်တစ်ခုကကျတော့ carbon laser ပေါ့နော် carbon laser ကကျတော့ကိုယ့်ရဲ့ချွေးပေါက်လေးတွေလည်းကျင်းစေရဆိုဂျူမိုကဒီနားမှာဆိုလို့ရှိရင် pores လေးရှိရ make up အမြဲလင်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့အားကြောင့်အဲ့ pores လေးကျင်းချင်တယ်ပေါ့နော်အားကြောင့်ပြီးရင်အသားရည်လည်းကြီးချင်တယ် make up လေးနဲ့ခါလည်းပို့ပြီးတော့လှချင်တယ်ပေါ့နော်အားကြောင့်မလို့ carbon laser treatment လေးလည်းယူဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ Antarctica exofacial ပေါ့နော်အဲ့ဒါလေးကကျတော့အဓိက relaxing လုပ်ချင်တဲ့သူတွေပေါ့နော်ကိုယ့်ကိုအချိန်လေးပေးပြီးတော့self care လုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင် relaxing လုပ်လို့ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဂျူမိုကအလုပ်တွေလည်းများထားတာဆိုတော့ relaxing လုပ်ချင်တယ်လို့စဉ်းစားမိရတယ်အဲ့ treatment လေးကိုလည်းယူထားပါတယ်နှုတ်ပြုမှုအလောင်းတရားတွေကိုဖန်တီးပေးနေတဲ့ပုံပိတ်မှန်လေးတကူ